နိုတီလိုက်ဆွေးနားရလေးတွေလိုက်ဆွေးလာခဲ့နီးလေးတွေနိုတီလေးတွေကြာရပေါ့နော်အဲ့ဒီထဲမှာပြောချင်အစီအစဉ်လေးတွေလည်းတစ်ခုလုပ်ပြီးမှဖြစ်လို့လေအဲ့ဒီ channel လေးမှာတဲကြောင်လေးအနေနဲ့ကတော့မှကျွန်ရောင်းကြည့်လို့တဲ့ထော်ရလာရောင်းတဲ့တင်ကြီးချင်းလေးအောင်သွားခဲ့တဲ့ပလီယာလေးအနေနဲ့မက်ဆေ့ရဲ့ပေးမက်ဆေ့ကြောင်ကြွားပေးပါရှင်ကဲ MG Gaming တို့ကြည့်လိုက်မယ်ဘေးနားမှာမမနန္ဒာဟာမမနန္ဒာနဲ့တင်းနဲ့ပဲ50လောလောဆယ်မှာမနန္ဒာကြီးကတော့ရှော့သွားခဲ့ပြီဖြစ်ပါတယ်တင်းနဲ့ပဲ50ကားနဲ့ position ရွှေ့ဖို့တက်လေးရောက်ရှိလာခဲ့တဲ့ဒီတော့တခင်ကြီးအိမ်ရောက်တယ်တခင်ကြီးကြောင့်တင်းအောင်ပြတယ်ပါလားနော်တင်းနဲ့ပဲ60ပဲဖြစ်ပါတယ်ဘေးနားမှာဆိုလို့ရှိရင်တော့ဒါတင်းနဲ့ပဲ60တင်းနဲ့ပဲ40နဲ့တူ25ဒီတင်းမင်းတို့နဲ့တူတင်းနဲ့ပဲ11ဒါရှိတယ်လောလောဆယ်မှာဆိုတော့ဒါတင်းကြီးကတော့တွဲကြီးရရှိထားခဲ့တဲ့ပလီယာလေးတွေပါဒီမှာရှိတဲ့တခင်ကြီးအိမ်ဟုတ်တယ်ဒီနေ့မှာအေးလည်းမရှိသေးအကောင့်မဝယ်သေးဘူးလေโอเคရပါတယ်မင်းစစ်စီမှာအချိန်မီရွေးလာပြီးတော့မှဒါဆက်တွယ်လို့ရတယ်စပင်းကြီးနဲ့ရှောင်းကိုကောဒီနေ့မှာဆိုလို့ရှိရင်တော့ပြန်မဲ့ပလီယာလေးဖြစ်တဲ့တင်းနဲ့ဘဖိုဒေါက်တာဂျိုးနဲ့မင်းဒေါက်တာဂျိုးနေတော့ရှုဟုတ်တယ်နောက်ကမင်းစစ်အဆောင်အတွဲမဲ့နေတာသူနဲ့အတွဲချိတ်ရိုက်တိုင်းမှာတော့ပြီးအကြမလို့ပဲရှိသေးတယ်နော်โอเคဒီနေ့မှာဆိုတော့မျက်နှာတိ game player လေးပါလာခဲ့တာပဲဖြစ်တယ်ရောက်ရှိလာခဲ့တဲ့တော့တခင်ကြီးအိမ်ရောက်တယ်တခင်ကြီးကြောင့်တင်းအောင်ပြတယ်ပါလားနော်တင်းနံပါတ်60ပဲဖြစ်ပါတယ်ဘေးနားမှာဆိုလို့ရှိရင်တော့ဒါတင်းနံပါတ်60တင်းနံပါတ်40နဲ့တူ25ဒီတင်းမှာတော့ဘေးနားမှာရှိတင်းနံပါတ်60ဘယ်တက်မလို့လဲဘယ်ဒီကျိုးတွေဆိုတက်ဖို့လည်းကြောမမခင်းစီပြုံးနေအောင်မှာတော့တင်းနံပါတ်60ပြတ်သွားခဲ့ပြီပဲဖြစ်ပါတယ်ဘေးနားမှာရှိပေးရဘလို့ KD fan လဲဆိုတော့တွားကြည့်ရမယ်ဆိုရင်ဒါမှာတော့တင်းနံပါတ်70နေလဲဘေးနားမှာတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်โอเคတဖြည်းဖြည်းနဲ့သုံးနေရလဲကျင်းလာခဲ့ပြီပေါ့နော်ကိုတည်းမရော့သေးဘူးအဲ့မှာဆိုတော့တင်းနဲ့ပတ်60အဆိုလိုလေးတော့ဟုတ်ပါโอเคသူရဲ့ဘေးမှာတော့ဘက်ကက်လေးရှိသေးရဲ့ဘက်ကက်ကတော့လောဆာမှာဆိုလို့ရှိရင်တော့ MG Gaming ဘေးနားမှာတော့ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်အချင်းမရှိအကျဉ်းဘာလို့ဆိုကျန်တဲ့သူတွေလည်းမစင်ချဲလဲအောင်သေးချင်တယ်လေအဲကြောင့်လို့ကောင်းတဲ့ပလီယာဆိုမစင်တတိနဲ့မနေရဘူးလို့မှားထားတာเนาะသူတို့ဂျင်းနဲ့ပြောင်းနာမည်တစ်ခုစီပြောင်းပြလာဝင် Let's go 2686ခုမှာ2680ကဲတင်းစံဒီဟဲ့ကိုကိုဆုံးစီနေလားနော်ဒီတီကအားတယ်လေးပဲဖြစ်ပါတယ်ဒီမှာတင်းပဲတင်းနေလည်းရှိတယ် TikTok လောစမဆိုအားတယ် YK နောက်ကမစင်အဆောင်အတွဲမဲ့နေတာသူနဲ့အတွဲချိတ်ရိုက်တိုင်းမှာတော့ပြီးအကြမလို့ပဲရှိတယ်နော်โอเคဒီနေ့မှာဆိုတော့မျက်နှာတိ game player လေးပါလာခဲ့တာပဲဖြစ်ပါတယ်ကဲဘယ်နှမရှိရဲ့တင်းနဲ့ပဲ1နေနဲ့သူတင်းနဲ့ပဲ20ဒီရဲ့အပြိုင်မှုကတော့ဘယ် player လေးတွေဘယ်တော့မှဒါ record တွေတော့ခေါ်ထားပြီးနောက်ပိုင်းမှာတော့မမ kiss တို့ပြန်ပြီးမှခဲဘက်တော့မလားဆိုတာကြည့်နေနေဒီနေရာလေးမှာဆိုလို့ရှိရင်အများနဲ့တရားတာနော်နည်းတော့ကြည့်ပေးလာနော်ကဲဒီနေ့ပွဲလေးတွေမှာဆိုလို့ရှိရင်တော့တင်းနဲ့ပဲ40ဒီနေရာလေးမှာဆိုရင်တော့တင်းနဲ့ပဲ21နဲ့သူပြန်မဲ့ player လေးလည်းရှိတယ်လောဆယ်မှာဆိုရင်တင်းနဲ့ပဲ20တွေတော့တင်းကြီးကွက်နေလုံးဝမစင်ရှင်းဘလို့ဝင်ရလဲဆိုရင်မစင်ပြပြမယ်မြေပုံရွေးနေရာလေးကိုနှိပ်လိုက်ပါမြေပုံရွေးနေရာလေးကိုနှိပ်ပြီးသွားပြီဆိုရင်ညာဘက်ထောက်မှာရှိတတရေပေါ်မှာတင်းနဲ့ပဲ20ဒီမှာတယောက်တော့22ကောင်ရတဲ့သူနဲ့50ကရတဲ့သူနဲ့ဟိုပါနော်ဟိုင်းမှာဝက်ကလေးဟိုင်းမှာချင်းဝက်ကလေးတော့မရှိပြင်မဲ့ player လေးဖြစ်တဲ့ free เนาะဒီဘက်မှာဆိုရင်အစိုးလို့လည်းရောက်ရှိလာခဲ့ဆိုရင်ဒါလေးမှာတော့ထပ်ပြီးမှ KD ပါဖန်သွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ် comment ကနှစ်ခါမှ Facebookเนาะယုံကြည်စိတ်ရတာဟဲ့လားလိန်ခေါ်ပေးရှင်နဲ့မီကိုဟီတီတော့မဘယ်ရမဒီလည်းမြေတော့နောက်ကထနေတေဝါပြီးပြရဦးရှင်โอเคရသေးရမလို့အိမ်သားချင်းမသိဘူးလားဖြူလေးတယ်ဘယ်တော့အဲမစင်လားမသိဘူးလေဖြူလေးအော်ဒါလေးကအစိမ့်လေးဒီမစင်ကဒီလိုပါလေဂိမ်းစိုးဖို့အတွက်လေဒီအခုရုံထောင်နေဖုံးလေအဲ့လိုမျိုးဘာဖြစ်လို့ရှိရင်မစင်ကဒီမှာပူလို့ရှိရင်ပေါ့ပူလို့ရှိရင်လူမျိုးမားနေလားလို့နော်
ဒီမစီခုလောလောဆယ်တော့နားတော့မယ်ရှင်နော်ဒီနေ့တော့မစီနားပါအောင်မယ်ကဲဒါလေးကတော့ MG Gaming နဲ့ဘေးနားမှာတော့တင်းနဲ့ပဲထားတယ်တင်းနဲ့ပဲ11မှာဆိုလို့ရှိရင်မမတ်နေတာပါတယ် Mr. No လာစမစနက level တုံးပြီးတော့မှဒါ short တဲ့သူကြီးလည်း short သွားခဲ့ကြတယ်ဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ K2K Gaming တင်းနဲ့ပဲ20နဲ့သူတစ်ဖက်မှာဆိုရင်တင်းနဲ့ပဲ20ပဲဖြစ်ပါတယ်လောစမပိုင်ဆိုင်မှာပဲဖြစ်ပါတယ်ရှိမရှိရဲ့ okay အချမ်းတို့လည်းရောက်ရှိလာပြီလောစမဆိုလို့ရှိရင်တင်းနဲ့ပဲ25 Burmese Nano ကတော့ဒါနော်ပိတ်တိုင်ကြီးအလုံးမ blue ကြီးနဲ့မလားဒီနေ့မှာတင်းမတင်းမ3ညိနေစပါမောင်လေးဒီလောစမစ free လေးကတော့တကားနဲ့ကေးတီလူသွားကြီးပဲဖြစ်ပါတယ်ဟိုကောင်နေဟတ်တော့နေရတယ်အကောင်ရောင်းကြည့်လို့စံပြန်လို့ okay စံပြန်လိုက်မိဒီမှာဆိုရင်တင်းနဲ့ဘဝန်းတည်းရှောသွားကြီးပဲဖြစ်ပါတယ်လို့ငါတင်းနဲ့ဘဝန်းတော့ငါယူကျင်လိုက်တာ enemy နဲ့ရောက်ပြီးသူက enemy ကိုကြောလူမလာလားစိတ်လုံးလုံးပြန်လာကဲတင်းနဲ့ပဲ16နဲ့တင်းနဲ့ပဲ12တွေပဲဖြစ်ပါတယ်လောစမဆိုလို့ရှိရင်တင်းနဲ့ပဲ16ကတော့ 8KT ရရှိထားပြီးတော့မှဘေးနဲ့မှ8တင်းနဲ့ပဲ2နဲ့ပြန်ပေးရအောင်လဲထားအောင်လုံးဆွဲတဲ့သူတော့တယောက်တည်းနေတာလေမမီလိုက်ဘူးလား okay ပါ sorry ပါနော်ပေါ်ရတော့မစင်လူဟိုအကောင်ညမနေဝလေအဲ့လို level လောက်မထိုးရင်အဲ့ကောင်ညတည်ရတော့ဒီမှာဆိုရင်တင်းနဲ့ဘဝန်းတည်းရှောသွားကြီးပဲဖြစ်ပါတယ်လို့ငါတင်းနဲ့ဘဝန်းတော့ငါယူကျင်လိုက်တာ enemy နဲ့ရောက်ပြီးသူက enemy ကိုကြောတာအဲ့လိုမျိုးတွေရှိရပါတော့အဲ့တော့စေတနာမရှိ free sport တင် share လေးလည်းမရိုက်ရင်လုံးလုံးမရိုက်လာခဲ့နဲ့နော်ဘာလို့လဲဆိုတော့ချက်လက်အောင်ကမှရိုက်လာတာကြာတော့တယ်တန်လီ TikTok အနေနဲ့ 3K တော့ရရှိထားခဲ့တာပါဒီနောက်မှာရှင်ပြန်မဲ့ player လေးတင်း17ကိုဘယ်လိုအပါဖောက်သွားမလဲဆိုတာကြည့်နေနဲ့လောက်စမဆိုတော့ဒါတော့ gain နေပြီးတော့ပတ်ထားသေးပဲ okay ဒီနေ့ရှင်တော့ game များဆိုတော့ဒါ 11K ပဲရှိမယ်ထင်တယ် okay ဒီ player လေးကတော့ game များဆုံးပဲဖြစ်ပါတယ်ဝင်ကြီးပိုတက်တယ်မင်္ဂလာပါလို့နော်တွေ့ကိပလီယာလေးမှာကိုတော့ဒီနေ့မှာရှေ့တင်းနဲ့60တွေဝိုင်းလို့ထုတ်ပြီးဖြစ်ပါတယ်နောက်ဆုံးမှာတော့ရှေ့အင်းမို့ရမလွယ်ဘူးနော်နှစ်ယောက်တော့ပေးလိုက်လိမ့်မယ်ဒီဘက်ကပလီယာ6ခွန်ပါရှင်26586ခွန်ပါ26586ခွန်ပါရှင်ကဲဝင်လာလို့ရပါပြီကျဲလို့ရပါပြီဒီပွဲမှာတော့ဒါနော်တင်းနဲ့ဟိုကတော့အားတဲ့ဘာလို့မလဲကိုင်းနဲ့ဘလူတောင်ဝန်းနေခုန်ဆေးဖို့စူးစမ်းနေတယ်တူတော့ဒီပြောကတော့လက်ဆောင်လေးပြကျေးဇူးတင်ပါတယ်ရှင်အကျဲလေးเนาะမောင်ဟိန်းတဲ့လက်ဆောင်လေးပြကျေးဇူးတင်ပါတယ်ရှင်ဒါလေးကတော့ကိုထွေးလက်ဆောင်လေးပြကျေးဇူးတင်ပါတယ်เนาะရောရများတော့ပေါ်တဲ့ taste တို့ရှိတယ်เนาะ kiss တဲ့เนาะမ kiss ဒီတူလေးကိုပြပေးပါ okay ပြပေးမယ်เนาะဒီပဲပြပါဒီမှာချက်တင်းနဲ့ perfect ချက်ချိုးလိုက်မယ်ဘေးနားမှာဆို share တို့နဲ့တို့ ACD J တို့ပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ဆရာ mini တော့ဒီမှာဆိုတော့ super တို့နဲ့တို့ပုံနဲ့တို့လည်း okay max လေးကတော့ AK လေးနဲ့ပဲဘေးနားမှာဆိုရင်တော့tank player လေးလည်းရောက်ရှိလာခဲ့တော့ဖြစ်ပါတယ်တင်းနဲ့ပဲ60လေးပါเนาะ tank player ဟဲဘေးနေလက်ပြီးပုံလေးမှာပေါက်ပါမလားကဲဒီမှာဆိုတော့တင်းနဲ့ပဲအလဲတင်းနဲ့ပဲနောက်ကမစင်အဆောင်အတွဲမဲ့နေတာသူနဲ့အတွဲချိတ်ရိုက်တိုင်းမှာတော့ပြီးအကြမလို့ပဲရှိသေးတယ်နော်โอเคဒီနေ့မှာဆိုတော့မျက်နှာသိ game player လေးတွေပါလာခဲ့တာပဲဖြစ်ကဲဘယ်နှမရှိရဲ့တင်း
တင်းနဲ့ဘဝန်းနေနဲ့သူတင်းနဲ့ဘ20ဒီရဲ့အပြန်မှုကတော့ဘယ် player လေးတွေပတိမစင်ရတမျိုးဗာလေ game ဆိုးဖို့အတွက်လေဒီအခုရုံထောင်နေတဲ့ဖုန်းလေးအဲ့လိုမျိုးဘာဖြစ်လို့ရှိရင်မစင်ရဒီမှာပူလို့ရှိရင်ပေါ့ပူလို့ရှိရင်နောက်ကိုလှည့်မကြည့်တော့ဘူးเนาะပြေးတာမှမှုတ်နေတာကွာဒီပေါ်မှာဒီမဲ့ပြတ်တော့မှလားကြိတ်နေတယ်1060တစ်ဖက်မှာလဲဒါတော့မှဇုံကြီးကတော့ကျင်းလာခဲ့ပြီဖြစ်ပါတယ်โอเค Rico မရရောက်တော့ခေါ်တာเนาะ Rico တော့ခေါ်တာလားတွေ့တငယ်ချင်းတို့တော့အပါပြပိုင်ချင်းဆိုပြီး Facebook မှာရိုက်ချလိုက်ပါအဲ့မှာမသိတော့ခုလက်ရှိလဲဆွေးနေပါတယ်အဲ့တော့ Facebook မှာကြည့်ရဖို့ပြောတာမဟုတ်ဘူးเนาะ Facebook မှာကိုကခဏလေးပဲသွားချပြီးအဲ့လိုမျိုးလေးဆက်တွယ်ပါတခင်ကြီးတယ်ကွယ်ဟာ thank you 1K နဲ့ तू ကတော့ဘယ်မှမကွယ်တယ်ဟာတခင်ကြီးอ่ะဘယ်မှမကွယ်တယ်เนาะတခင်ကြီးကတော့